မီးယာအိန္ဒိယနိုင်ငံကက်ရှမီးယားကိုသွားပါပြီစပြီးတော့နိုင်ခဲ့ပါဦးအိန္ဒိယကိုရောက်ပါပြီလေးလေးတွေကနေပြီးတော့ဟောပေါ့ပြည်တွင်းလေကြောင်းလိုင်းကိုပါအဲ့ရနေမှာကက်ရှမီးယားဘက်ကိုသွားBrother. Oh, thank you. No. Welcome. Please. Welcome to India. Hello, namaste. 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 Hey, Okay there. Okay, please come. so be macho. ဒီကနေပြီးတော့ကက်ရှမီးယားဘက်ကိုသွားတယ်။အခုကတော့ကက်ရှမီးယားကိုသွားပါပြီ။ဒီကနေပြီးတော့တစ်ဆင့်ပြောင်းစီအောင်။ကက်ရှမီးယားလေးစိတ်ဒီကနေထွက်လာတော့ဒီမှာကားနဲ့ပါဒီကားနဲ့2 နာရီလောက်ထပ်စီအောင်။လိုက်ခဲ့ပါအောင်။2 နာရီလောက်ထပ်စီအောင်။ကားတက်မှာအော်ဝိုင်းစိတ်နာနေပြီးမှတ်နေရလေကြောက်တော့သူကစိတ်နာတော့ပြောတာစိတ်နာနေမျိုးကြိုက်ဂုံပူးပူးတော့တောက်မလားမတောက်မလားတော့ကြည့်ရပါပေါ့ပူးပူးတော့စင်တင်တော့တစ်ခါလေးတောက်မိပါတယ်ကားကတော့တစ်လေးပဲခုညတော့ဟိုတယ်ရောက်ပါပြီဟိုတယ်မစားရမရိုက်တဲ့အောင်အရင်ဘိုက်စားနေလို့ဟိုဘက်မှာဟိုတယ်ရောက်ပြီတောင်ပေါ်လေးမှာခုနစားတဲ့နေရာတော့မရိုက်လိုက်ဘူးတကယ်စားကောင်းတယ်ရှယ်ပဲတနေ့ကဘိုက်စားနေဆိုရိုက်ဖို့မေ့ပါခုပါဆယ်ဆွဲလာရမယ်နန်းအားလုံးမော်လီပါဒီနေ့တော့မင်းရဆော့ဆော့အေးလိုက်တာဆိုတော့ဒီနေ့တော့တောင်ကြားလန်တနေရာပေါ့နော်ပြီးမှနေရာကိုပြောဟိုမှမိတော့အဲ့ကိုလေ့ပါဆိုတော့အခုဒီမှာတော့9 နာရီထိုးနေပြီဗျူးပြမယ်9 နာရီထိုးနေပြီအမောင်မကြသေးဘူးအေးရအေးရှီရောခဲမယ်အေးဆက်အဲ့အမောင်လေးကြံနေ9 နာရီရောက်ထိုးနေရေချိုးမယ်ပြိပတ်တော့စားမယ်ရှောက်အေးစမ်းကြည့်အောင်ဒီကုန်ပဲ ကဲခုကတော့ပြိပတ်စားတဲ့ခါကိုရောက်နေပါပြီအဲ့တော့ချက်ပူဒါတော့ဒိုးလီတာပါဒါကတော့စားဖို့စင်တင်မချပါချောလေးပါမိုက်စားပါစားပါဆမ်ပြုတ်အာလူကတ်လေးနော်ဟုတ်ဘူးတော့ပါလားဗီဂျီနဂတ်တဲ့အော်ဘယ်ချီသေးဘူးဖြူရဒီကစားပါပြီစားပါဦးချက်အောင်မီကြည့်လားကွတ်ခုကတော့လန်ဒန်နေရာမှာနှင်းနေကြတာအေးအဲ့တော့ကျွန်တော်တို့ဟိုတယ်ကနေပြီးတော့ကားတစ်စီးနဲ့ထွက်လာပြီးတော့ဒီ6 စီးနဲ့ပြန်ပြောင်းပြီးတော့သွားရတာခုမှမင်းနေရ
ဘာတာပဲတောင်ကြအမပါအရင်စီမြေကျွန်တော်ဟာလည်းတော့ဟိုနေရာဒီနေရာဆိုကျွန်တော်ဘလော်ထဲမှာမမေအဲ့တော့အဲ့ဒီနေရာကိုသွားပါမယ် ဒီမှာဒီမပါလေဒီမှာ ပန်းသေးရပါပါကျွန်တော်စုဘူးခါကဲခုသွားတဲ့နေရာကတော့ခုနပြောတဲ့တောင်ကြားလမ်းတနေရာပေါ့လမ်းမှာလည်းအရန်လှနေပြီဆိုတော့အေးတာတော့じゃဟာပင်းနဲ့ဒီမှာနဲ့ဆိုရင်ဒီမှာနေလို့အဆင်ပြေတော်တော်အဆင်ပြေအောက်ကဟီတက်တွေပါရုပ်ထားစရာမလိုဘူးဗျာဟိုမှာကြတော့လုံးဝလုံကြုံနေမှရတယ်ဒီမှာဆိုရင် T-shirt တစ်ထည်နဲ့ကဲဒီနေ့တော့လေလို့ပတ်လို့ပြီးသွားပြီဆိုတော့အခုမနက်ကအခုတောင်ကြားလမ်းတဲ့နေရာကိုသွားပြီးသွားပြီဆိုတော့ဟိုတယ်ကိုပြန်လာပြီးတော့နေကင်းစာစားပြီးလက်မငယ်ပြီးတော့ဇိုးဆုံနဲ့နောက်ဆုံချိန်ပြီးသွားကြပြီမိုက်စားစားကြပါမယ်ဒါကတော့ကျွန်တော်တို့ရဲ့ ESS ကပေါ့နော်လုံးဝ full စက်သားငရုတ်သီးကြော်ဒီမှာချင်းပေါင်ကြော်ဒီမှာမယန်းသီးငပိတော့အရှမ်းကောင်းဒါကတော့အဆဆကြီးများတဲ့သူတွေအတွက် ဒီမှာချင်းမများဘူးအရင်အစားတာ ဟေး တိတ်တဲ့လူတိုင်း ကြီးများတဲ့သူတွေအတွက်ဒီမှာဒုတိတာကတော့အလုပ်တွေရှုံနေပြီဒီမှာသူကြီးများဆုံးပဲကဘာပေါ်မှာသူတက်သူယူလာဒါတကယ်တမ်းတော့လေသူများအတွက်လို့နဲ့သူအတွက်ဒါပေမဲ့အကုန်လုံးစင်ပြေသွားပါကြည့်တာပေါ့ကဲခုကတော့ပထမဆုံးတဲတဲ့ဟိုတယ်ကိုပြီးသွားပြီစားလည်းပြီးသွားပြီဒီနေကင်းဟိုဆူနာမတ်ကိုတော့ပါမယ်ဒီမှာပါတီရှူပြီးလိုက်ခဲ့ပါဦး Bezu? How many luggage? ကျွန်တော်တို့ခွဲဟိုတောင်ကြားလဲလှတဲ့ဗာနေရဂွန်မတ်ကနေပြီးတော့အခုဂွန်မတ်ကိုတော့မှာဂွန်မတ်တောင်ထိပ်ကဟိုတယ်စီတော့မှာအဲ့တော့ကျွန်တော်ကားတော့ကျွန်တော်စီးရဲ့မှန်လုံကားကနေပြီးဒီဘက်မှာဂျစ်ကားနဲ့ပေါ့ဂျစ်ကားလေးနဲ့စီးတာဒီလေးပါပြီးရင်တောင်ပေါ်ကဟိုတယ်အောင်အရင်လှနေမှာဘာလို့ဆိုဒီပထမနေ့မှာတဲခဲ့တဲ့ဟိုတယ်ကလည်းတောင်ပေါ်လေးမှာဆိုလိုက်ခဲ့ပါအဲ့ဒီကားလေးညပေါ့ဒါရှိရတော့ကျွန်တော်တို့ပွဲတယ်你好爸爸我爸是哦斯拉马利贡 ဆလာမာလီကို ဒီဘက်ကတိုးအမက ငါမမြင်ရတော့ဘူး 斯拉马利贡 ရပြီလား ဒါကတော့ကျွန်တော်တို့ဟိုတောင်ထိပ်ကဟိုတယ်သွားရင်လမ်းနေရပါ တောင်မှာမချတော့ ရလာတယ်ဟိုတယ်ဆုံးပေါ့နော်အခုဒီမှာကျွန်တော်တို့တဲမဲ့ဟိုတယ်အရင်တော့လှနေမှာအခုကားတွေတိုက်ကုန်ပြီဘယ်လိုလုပ်ကြမလဲကျွန်တော်တို့ကား2စီးနဲ့အလဲတစ်စီးနဲ့တိုက်တယ်ဟိုတယ်ရောက်ပါပြီသူတို့ကားတွေတိုက်နေတယ်ကိုလည်းကျွန်တော်လည်းဘယ်လိုရရလဲဟိုတယ်ရောက်ပါပြီဟုတ်တယ်ဟိုတယ်ဝင်နေမှာအဲ့ဒါဟိုတယ် reception မှာလည်းငါနေကိုကတော့ဒီနေ့ကတော့ကျွန်တော်တို့တဲဟိုတယ်ပေါ့မှန်လေးနေပဲကြာနေတယ်ရမ်းလာပါတယ်ရမ်းလာတယ်ဒီမှာခန်းနေပါမယ်ဟိုအပြင်မှာပဲ
တော့ဒီပေါ်ရောက်တော့နည်းနည်းပို့အေးလာတယ် ခိုင်းယူပြီးအင်းကြီးလဲပြီးပြန်ပြီးညနေဒီနား ဟိုတယ်ခန်းအောင်ဝင်နေပြီ 501 502 ခန်းရဆွဲဒီမှာဒါကျွန်တော်ခန်းပါ view ရတော့ share ပဲဒီဟိုတယ်မှာတက်ရင်တော့အိုးရှေ့အိုးအေးဟဲ့နော်ပြန်လာ တဲ့နဲ့ အခုကတော့ဒီဟိုတယ်မှာဒင်နာစားမယ် အင်ဂျီလေးနဲ့ ဒင်နာစားပါမယ်ဒီမှာဒါအရန်ဟင်းနေဘာညာโอ้ဒီမှာ traditional တဲ့ စားကြပါအောင်ရပါတယ်ဟော 很好吃很好吃这是炒饭တရုတ်စားတင်နေတယ် 这个是那个 ဒါ no လားမသိ cheese no 这是西兰花 ဘာလဲရှိလန်ကွာ 当归谁这个是鸡 mushroom 对鸡肉这个呢是印度的饮食这个是豆素汤素了豆汤这是印度的白饭 哎 thank you ကြက်သား 鸡肉这个也是鸡肉ကြီးတို့ 这个也是了鸡肉。这个也是这个打白人地了ကြက်သား cheese ဒါတော့ကျွန်တော်ယူထားတယ် sub menu ပေါ့နော်ကျွန်တော်တို့စားတာတော့ဒါလေးပေါ့ဒါလေးရွေးယူလာတယ်ဒါဒိုလီဒါဒီလိုပဲစားတာသူရငပိကြော်တွေနဲ့သူကကြီးများဆုံးပဲ ပြီးတော့မစားရတဲ့ poster ဟုတ်တယ်မှာမလို့ နေနော်ခုဒီ poster ဟုတ်လား5 star လား poster ဟုတ်တယ်မှာခုငပိကြော် im sao ဆိုတော့ရှင်ကွမ်းကူတွေဖြစ်တော့မယ်စားကြပါအောင်ကဲစားလို့လည်းပြီးသွားပြီဆိုတော့အခန်းသွားလေးလိုက်အောင်မယ်လိုက်ခဲ့ပါအခန်းလေတာဟောဒီမှာဝိုင်းပြီး လေးတန်းခုတော့မတဲ့လားလေးတန်းကမတော့ကြပူဆိုးတာလေဟိုကလေဘာဖြစ်လို့လဲ အော်အခန်းလာလေရလေ โอเคအဲ့ဒါလည်းတော့အဲ့လိုလောက်တော့ ဒီနေ့ကတော့အားလုံးပဲ good night ပါမနေ့ပြန်ကြမှာစားနေရဆက်လက်မယ်လိုက်ခဲ့ပါဒါ morning ပါအဲ့တော့ morning breakfast စားပါ breakfast စားရခဲ့ပါအခု breakfast စားနေပြီနည်းနည်းဆက်ဆက်ပေါ့စားကြပါအောင်ဒီမှာပြီးလို့ရှိရင်ကျွန်တော်တို့ဟိုတောင်းထိပ်သွားမယ် cable စီးမယ် snow bike တွေစီးမယ်အဲ့ခဲ့ပါကဲခုတော့ကျွန်တော်တို့တောင်းတက်ခီးစင်းနေဆက်ဖက်ပေါ်တော့မယ်ဒီနေ့ဖုန်းပြောက်ရှောက်ကြလိုက်ခဲ့ပါကဲဒါကတော့ကျွန်တော်တို့ cable စီးဖို့အတွက်ကားဆောင်နေပါ တရားပြီးတရား ကျွန်တော်တို့ဖွဲ့ရဲ့ fashion တွေကိုကြည့်ပါအောင်ဒီမှာ fashion detail ဒါမခင်ရဲ့ fashion မှာ ပေါ်ရောက်မှဟောလိုက် ဒီဘက်ကတော့ဒါမချာပေါ့နော်ဒီမှာဟိုဘက်ကမမီကနေမကောင်းမိမယ်ပြည့်နေတာပါပဲ ပြေးနေမှရပါ အဲဒါတော့ချော်လဲပြီးပြီအဲ့နေရ အဲ့ပေါ်တက်ရအောင်မယ်လားဟုတ်လား ဒါတော့စကယ်ရီရဲ့ fashion မှာ fashion တွေကတော့ အဲ့ကြောင့်လား ဟိုဘက်က fashion တွေကြည့်ပြီအောင်ကားလာပြီအမဟိုဘက်ကဲဒီမှာတော့ ပေးတာလိုက်ပေါင်းမနေလို့ပေးတာတဲ့အားလာတဲ့ ဒီကားလေးနဲ့တော့ပါပါဒီကားကိုတစ်စီးကိုပြောရလေ6ရက်6ရက်ဟာစကီဟိုပါပေါ့စကီစီးရဲ့နေရာဟောပြီးလို့ရှိရင်ကျွန်တော်တို့
ကေပဲစီးရနေတို့ရီလာခေါ်နေပြီကျွန်တော်တို့မနှောင်းဟုတ်တယ်ကျွန်တော်တို့ဟောပေါ့ကေပဲစီးမဲ့နေရစကီစီးရင်လည်းပေါ်တက်ဟုတ်စံတိုင်းဟာလက်မှတ်ပေါ့လက်မှတ်ဝယ်ဘာဖြစ်လဲဟယ်လိုသူလုံးနေပါတယ်ပေါ့ဒီတစ်ထင်းမှလုံးနေပါတယ်ပေါ့ဟမ်အောက်ခြေသိမ်းလေးပါအောက်ခြေသိမ်းလေးပါဆက်ခြေသိမ်း တစ်ထင်းမှသူကတိုးရီတာမဟုတ်ဘူးပြန်မအိုင်းလိုက်တာ ဟာရမ်းပလိမ့်တယ်နော် ကိုရီးယားအိုပါနဲ့တူရပဲ ဟဲ့ဘယ်သူကတော့ ဒီမှာလေဆွေကိုရီးယားအိုပါနဲ့တူရနော် ဟုတ်လား dancy อ่ะ ဒါကတော့လုံးမစိန်တော့ဖွဲ့ပါနောက်မှကြည့်တော့ပါ လမ်းလေးများပေါ့မိုက်စားဒီမှာကေပဲစီးမှာပေါ့တက်ကြမယ်ကေပဲစီးနေပါချင်းရှူးပင်အပင်ကြီးတွေဗျတော်တော်ကြီးရတယ်အပင်တွေကနော်တော်တော့ဝမ်းဝင်ညောင်းညောင်းရဲ့ဟိုပါ参见皇后娘娘，万岁万岁万岁！ဟုတ်တယ်အဲ့ဒါနဲ့တော်တော်တူတော့ကာမောယူရတော့မိုက်နေပြီโอเคဟိုရှုခင်းရန်ကမိုင်းရောစနိုးဘိုက်စီချီအေးဒါစီးမယ်ပေါ့နော်ဒီမှာဒီကောင်2000အိန္ဒိယရူပီ2000Okay, come. Let's see you, Abby. See you later. Oh. Hello, Jenny. နေပြောင်းမြန်ကွာ 3 minutes ပဲပြန်မယ် go တဲ့ snow bike လည်းစီးပြီးသွားပြီဆိုတော့ ski စီးမလားလို့စဉ်းစားနေတယ်ဘယ်လောက်လဲတော့မသိဘူး snow bike ကတော့ rupee 2000 15 မိနစ်ပဲအချိန်ရတယ်ဟိုဘက်မှာလည်းကြောက်ပုံရတဲ့အချိန်စီးရတော့ဟို view point ကြီးပို့ပြီဟိုဒီမှာ ski စီးပြန်လာအခုဒီမှာ hotel မှာခုန ski စီးပြီးတော့ပြန်လာပြီးစားလိုက်ပြီနော်ဒါပေမဲ့တိုက်ဖို့မေ့ပါတိုက်ဖို့မေ့သွားဆိုတော့အခုမှဘယ်နေရာသွားမှာရေတကွန်သွားမှာရေတကွန်လိုက်ခဲ့ပါဦးခုကတော့ဒီ hotel လေးကိုတော့အရင်ကြိုက်ပါတယ်ဒီ
ဒီဟိုတယ်လေးထားပြတိုးလီတာကိုကျေးဇူးတင်ပါတယ်ဒီဟိုတယ်ထားပြတိုးလီတာကိုကျေးဇူးများတင်ပါတယ် ဟုတ်ပါပြီဟုတ်ပါပြီတိုးလီတာလည်းကျေးဇူးအများကြီးတင်ပါတယ် အဲ့ဒီမှာအဲ့ဒီထုတ်တယ်နဲ့ဟိုဘက်ဟိုတယ်ခုပြောင်းမယ် ဒီကနေ့ကျတော့နောက်မှပုံလိုက်ရမယ် ကဲခုတော့ကျွန်တော်တို့ရေခဲတောင်သွားမှာကားလေးနဲ့ဒီမှာဟိုတယ်လေးပြောင်းမှာဆိုတော့ လက်စီးရတာအဲ့လိုမျိုး ညနေကတော့မြင်မြင်သမျှတော့လာတယ် အဲ့စီးကြည့်ပါ အဲ့ထက်ပါအောင် ဟိုဟာလေးကြတယ်တရုတ်တွေကလည်း tissue ကိုစိုက်မှာပဲเนาะရတာဖြစ်မှာเนาะ လှုပ်သွား ဒီကတော့ရောက်ပြီဒီမှာ ဟောတယ်မပစ္စည်းတွေထားခဲ့လို့ရတယ် ခြေရကောခြေရကောရောက်ပါပြီအရင်ကြိုက်ကြည့်တော့မဟုတ်ဘူးပေါ့ဒါပေမဲ့သွားပါတော်တော်လာပါအခုဆိုလို့ရှိရင်တောင်ကျောင်းမှာရှိတဲ့ဟိုတယ်ပေါ့ဒီတကောကလည်းပြန်လာပြီဆိုတော့ဒီနေ့တော့ဟိုတယ်မှာပဲနားတော့မယ်ဒီမှာတန်းကြီးတော့ကတော့နောက်ကတောက်တိုင်းနေတော့ကနေပြီးတော့ အဲ့ဒီကလည်းပြင်ကိုထွက်လာရင် ဟုတ်ပဲဟုတ်လားဟိမွန်းလား ဟုတ်တယ်လေပြောတာပဲ ဩ ဟုတ်တယ်နာမည်တော့လည်းစင်စင်နေ ဩဟုတ်မယ်မိုက်စာ Hello အဲ့တော့ပါငယ်က ငယ်လေးကအားပေးလာတာပါသူဟိုခုနောက်ပိုင်းတည်းပဲတော်တယ် ဟုတ်တယ် ပြောခံရလို့ ကျွန်တော်လည်းပြောခါရတော့မှာလေခန်းကိုရောက်ပါပြီဒီနေ့ညတော့ AC နားပါတော့မယ်ခန်းယူကနေပြီးတော့ဒီမှာဟိမွန်းတာတောင်းတန်းနေရမ်းတယ်ဟောပြန်လာအေးလေအေးဘိုင်ဘိုင်မော်နေပါဒီနေ့တော့လေဦးတော်ရည်ပါပဲတောင်းနေရလာတယ်ဒီနေ့တော့နောက်ထပ်တစ်နေရာလစ်မယ်ပေါ့နော်မော်နေပါ ဆိုနာမရေနေနေတယ်ဆိုနာမတောင်း အဲ့ ကြ rafting လောက်တာလေအရားစိတ်လောက်ရှာဖို့ကောင်းတယ်ဘူတာဦးမလို့ They need to cross those mountains. One by one. ဖြစ်တယ်စီးလို့ရတယ်မြင်းဆိုမှမြင်းသေးလေးတွေဘာခေါ်လဲတော့မသိဘူးမြင်းလေးတွေစီးလို့ရတယ်သူကရူဘီ1500ဖြစ်ကြကျွန်တော်တော့မစီးဖြစ်ဘူးဗျာဒီရန်လဲတော့ရန်လာတယ်ဒါပေမဲ့ရန်လည်းမအေးတော့ဘူးနေထွက်တယ်ဆိုတော့နေတော့အဆင်ပြေပေါ့နော်ဒီနေ့တော့ကတော့ရေခဲတောင်တွေကနေပြီးပေါ့နော်ပြီးရင်တော့ house boat လာတင်မောနဲ့ရိုးရတင်မောလေးစီးမယ်ဒီမှာတော့မျက်စိတစ်စုံပဲရမ်းလာတယ်။ right house boat ကိုလိုက်ခဲ့ပါဦး။ရမ်းမိုက်သွားပြီ။ရေတောင်ထဲကနေလိုက်ကူနဲ့ရှေ့ရွေးနိုင်ဒီကတော့ late ပေါ့နော်ဒီထဲမှာတချို့တွေသေးကြတယ်
ကျွန်တော်တို့ကဟိုဘက်အဲ့လိုပေါ့2ခုလောက်ရှိတယ်ဆိုတော့အဲ့ဒီလှေတွေပေါ်မှာအိပ်ရမှာကန်ပေါ့နော်ရေကန်ဒီမှာဒီမော်ဒီဝယ်တဲ့ foot ဘယ်နေရာပေါ့ပတ်တန်တွေကတော့အရင်လာပေါ်ရတယ်တော်လာအိမ်နီးအောင်စီတော့မင်းလေး3000တော့ပုံများဒီမှာစာရီလာ Sherry lady Kijk, sigaar gewoon. shopping လုပ်တဲ့နေရာအတန်လေးတော်တော်လှပါတယ် Lekker laat aan het တော့ပါအရင်ကောင်းတယ် အဲ့ဒါကိုခွက်ကိုတောက်လေးပေးလိုက်ပြီ အရင်ကောင်းတယ် အရန်တဲ့ okayဟုတ်ပါတကြားများနော် okay အရင်တကြားမထဲတော့ချုံနေပြီ ဒီကြားမထဲအောင်ချိုးတယ် တကြားမထဲတော့ချုံနေပြီထဲတော့ another way दो दे दे शुगर के साथ एक देना शुगर के बगैर 3 5 only 5 okay ဟုတ်မယ် ချိုလေး နိုးရှုကတော့ချိုးနေတယ် အရင်လာလေရပါပြီဒီပေါ်မှာအိပ်ရမှာ 3ခန်းစီတော့အဲ့ဆိုဒီပေါ်တိုက်ရပါလိုက်ပါ ဒီနဲ့လားရီတန်းကိုမေးပေး ဖွင့်သားရပါ ဒါကတော့ဖွယ်သားတွေပါကျွန်တော်ဖွယ်သားတွေပါကျွန်တော်ဒီနဲ့တက်လာတာမရိုင်းလိုက်ရပါဘူးမေ့သွားတာပါဒီလေးလေးနဲ့လာပါအခုဒီမှာ လင်းပါလေ ဒီမှာကျွန်တော်အိမ်မက်နေရပါရမ်းလာပါတယ် ပေါက်လာအောင်မယ် ဖနက်ချော့မှာရတဲ့ရမ်းလာအဲ့မှာဆက်လီဘော်လောက်ထားတာ အင်းရကားရည်လည်းနည်းနည်းလေးတော့ပဲဟုတ်တာကိမှုကြည့်ရလားမသိဘူးသာပါပီတာနဲ့ဆက်ပြီးတော့ပြောကြည့်ရနော်လောက်ပါလားအော်ဒီမှာခရီးဒီမှာပေးစင်ထဲမှာလေဒီအပေါ်တက်ပေါ်ပါတယ်ပေါ်တက်တက်လိုက်အောင်ပြောင်းမှာအခန်းလေးပေါ်တက်တက်ပေါ်တက်မှာဟုတ်ပြီအဲ့ကျွန်တော်တဲမဲ့ခန်းလေးပေါ့နော်လှေပေါ်မှာဟောမိုက်တယ်ဒီမှာတော်တော်ပြည့်ပြည့်စုံစုံပါပဲ Hello ဟဲ့မမီတို့စိတ်ခံပါကြည့် ဟုတ်လားသွားပြီသွားကြည့်ပြီသွားကြည့်ပြီ ဒါစကားကိုကြောင်းတော့ဝင်လာ မမီကန်သွားကြည့်မ မ လား မီခံပါကြည့်လား ကြည့်ရသူတော့မျက်လုံးမူးနေတာမသိဒါအော်အေးဒီကပုံမိုက်နေတယ် မမီခံမမီစုရ အေးကြောက်အမိုက်တယ်ဟာမဟုတ်တယ်ဒီကပုံမိုက်တာပေါ့နော်ဒါတော့ကျွန်တော်ခံပေါ့ဒီမှာရေချိုးကန်အော်ဂျာကူစီပါပါမိုက်တယ်မိုက်ပါလေ ဒါတော့ night view ပေါ့ဒီကကျွန်တော်ဒီသူကဆက်လီတွေမှာဟိုတယ်ပုံစံလောက်ထားတယ်အများကြီးတန်းလိုက်ရှိအဲ့တော့တစ်ခုနဲ့တစ်ခုဒီဇိုင်းတွေကမတူရပတ်တန်နေတဲ့
အဲ့တော့မမီပါ ဝိစားလိုက်ပြီးဒီနေ့ပဲ ဒီနေ့ပဲဟိုဟာရိုးရဆိုင်ပါ ဆိုင်မှာ ဆိုင်မှာတပတ်ဝယ်တော့မမီသားဆိုလို့ဈေးလျှော့ပြလိုက် အဲ့တော့ကောင်းကောင်းမရိုက်ဖြူဒီမှာ2လီတာနဲ့ပေါင်းပြီးရိုက်တယ်ဒါပါလေ ဒါချက်သားတန်ပါ โอ้ Bismillah. Allah give me sorry. Shabash. အစိမ့်ကြက်သားချက် Water. ဟုတ်အော်နီယောစိတ်သားချက် ဒီလိုလိုပဲဒီလိုရှိကြတာ နည်းနည်းပေါ့ လို့ဒီပါရှိတယ် တော့ကျဆမ်မော brand ဟောထမင်းစားတာတစ်ဖွဲ့နော်ဒီဘက်ဖွဲ့ပေါ့ ဒါတန်တာ ဒီဘက်ဖွဲ့ပေါ့ဒီမှာအခန်းထိဈေးလာရောက်လဲဝယ်ကြတာကြောက်စရာကြီးဒီမှာဒီဘက်ဖွဲ့ this I like this ဈေးတွေစစ်တာဈေးတွေဒီမှာစစ်ပြီးဒီဘက်ကလည်းစစ်တယ်ဟိုမှာဗီဒီယိုကောနဲ့စစ်တယ်ဒီမှာလည်းစစ်တယ် ကြည့်နေ ဟုတ်လား 1500 ဒီကအဝေးကြည့်ဒီကြည့် One pieces 1,500. ဝယ် မော်နီပါဒီနေ့တော့ကျွန်တော်တို့လေးစီးပြီးတော့ပြန်มาတော့မယ်ဒီပါ1000ရှင်းတပုံသားပေးတော့ အင်းလာဆန်ရိုက်နော်နည်းမောင်တယ်နော် ညာတရားပြောင်းပြန်မယ် နည်းမောင်တယ်ညောအခုကမနက်မော်နီအားလေးလေးပေါ့ဆန်ရိုက်ကြည့်တယ် والماتش بوز دي مين بيا فيا. အော်ဆန်ရိုက်ကြည့်ပါမယ်ဆိုဈေးလာရောက် والله داري صدارها ဒီမှာဒါဈေးတွေလာရောက်တာအဲ့လို အခုကတော့ကျွန်တော်တို့ဒါအိန္ဒိယကက်ရှမီးယားမှာရှိရပါဘူး။ဒီက واصل ورايا. လိတ်ဒီမှာကျွန်တော်လေးစီးရတယ်။ပြီးရင်ဟိုတယ်မှာတဲတယ်လေးစီးရတယ်ဒါခါရဲပြန်ပြီးတော့ဒီဘိတ်ကိုပြန်ဓာတ်ပုံရိုက်ရအောင်။ Bye bye